ပတ်စံအိတ်ထဲမှာဘသူတက်ပုံလဲတကယ်ကြီးတယောက်ကကျမကိုသူ့အဖြစ်တစ်ခုပြောပြတယ်တခါကငားဝယ်ဖို့သူ့အမျိုးသားဈေးရောက်သွားတယ်ဈေးရောက်သူနဲ့ဈေးစစ်နေချိန်မှာငားရောက်သူကရှင့်မျိုးသမီးကျမစီငါအမြဲဝယ်တယ်သူကကျမရဲ့ဖောက်တယ်ပေါ့သူ့ကိုကျမငါအလက်ဆက်ဆုံးဈေးချိုဆုံးပေးဖြစ်တယ်လို့ပြောတယ်တကယ်ကြီးရဲ့မျိုးသားကအံ့ဩပြီးကျွန်တော်မျိုးသမီးကဘသူလဲဆိုတာခင်ဗျားသိလို့လားမေးတော့ငားရောက်သူကပတ်စံရှင်းဖို့သူပတ်စံအိတ်ဖွင့်တိုင်းရှင်းတဲ့ပုံကိုကျမမြင်တယ်လေမကြခဏမြင်တော့ရှင့်ကိုလည်းကျမမမိသွားတာပေါ့ပြောတယ်တကယ်ချင်းနဲ့ကျမပြောရင်းရဲကြတယ်နောက်တော့ရိုးလို့ကျမဆက်မိမိတယ်ဒီဖြစ်ပျက်ထဲမှာချစ်ချင်းတွေတင်းတုံနေလို့လူကိုကြည်နူးသွားစေတယ်နောက်တော့မျိုးသားကငားဝယ်ပြန်ပြီးစိတ်ပါလက်ပါမီးဖို့ချောင်းဝင်ချက်ပြုတ်တော့တယ်အမျိုးသားကမီးဖို့ချောင်းဝင်ခဲပါတယ်အဲ့ဒီငားရင်လက်ဆက်ပြီးအရသာရှိတာကိုသူတသက်မမေ့ဘူးလို့တငယ်ချင်းကပြောတယ်။သမင်းစားနေတော့မျိုးသားကသူ့ပဆိုင်အိတ်ထဲကဓာတ်ပုံကိုတောင်းကြည့်တယ်။အဲ့ဒီပုံကအမျိုးသားရဲ့တလက်မအရွယ်ဓာတ်ပုံလေးပါ။နောက်တော့ရိုးလို့ကျမထပ်မေးမိပြန်တယ်။ဒီဖြစ်ကကျမရင်ကိုတကယ်နှွေးစီလို့ပါ။နောက်တော့မျိုးသားလည်းသူ့စီဓာတ်ပုံတစ်ပုံတောင်းပြီးပတ်စံအိတ်ထဲထည့်လိုက်တယ်။ဘွားဟာကြပြာဆန်ပြီးလှပနေလို့ရပါတယ်။ငွေတုံးကပတ်စံအိတ်ထဲထည့်ရတာကချစ်သူရဲ့ပုံပါနောက်တော့အိမ်အောင်ဘက်ပုံအဲဒီနောက်မှာတော့သားသမီးပုံဖြစ်သွားတယ်ရှုပ်ထွေးပွေလီတဲ့လောကကြီးထဲမှာပတ်စံအိတ်ထဲကလူကကျမတို့ရဲ့နှလုံးထက်သူအတွေ့အကြုံရဆုံးသူဖြစ်ပါတယ် The Reader Magazine မှာလူဘဝမှာအရေးပါဆုံးကဘာလဲလို့တရားရောက်ကကျမကိုမေးတယ်ဉာဏ်ပညာလို့ကျမပါစက်ကလွတ်ခနဲအဖြေပေးမိတယ်။နောက်ပိုင်းပြန်စဉ်းစားကြည့်တော့သိပ်ပြည့်စုံမှုမရှိဘူးလို့ခံစားရတယ်။ဉာဏ်ပညာကလွယ်လို့ပျော်ရွှင်မှုကအရေးမပါဘူးလား။ရိုးသားမှုကအရေးမပါဘူးလား။ငွေကြေးအရေးမပါဘူးလား။ချစ်အရေးမပါဘူးလား။လွတ်လပ်မှုအရေးမပါဘူးလား။တတ္တိအရေးမပါဘူးလား။ကျမ်းမာရေးကရောမိသားစုကရောခင်မီးရင်းမှုနားလည်မှုကရောဒါတွေအရေးမပါဘူးလားဒါတွေအားလုံးကိုဉာဏ်ပညာနဲ့လွှမ်းခြုံထားတယ်လို့ကိုကျမပြောပြပြန်တယ်အသိဉာဏ်ပညာရဲ့အကျိုးအကြောင်းဆင်ခြင်မှုအောက်မှာအဲ့ဒီຢာတွေကသဘာဝလျောက်လိုက်ပါလာမှာဖြစ်တယ်ဆမ်မောက်လူတစ်ယောက်နဲ့အတူရှိနေချိန်မှာအပျော်ရွှင်ရဆုံးကကိုသူပေးတဲ့ခွန်အားတွေပဲဖြစ်တယ်အဲ့ဒီခွန်အားကကိုမနှက်ခင်မှာလန်းလန်းဆန်းဆန်းနိုးထစေတယ်။ညစဉ်ညတိုင်းစိတ်ချလက်ချအိပ်ပျော်စေတယ်။ဘာလို့တက်ကြွစေတယ်။အနာဂတ်အတွက်မျှော်လင့်ချက်အပြည့်ရှိစေတယ်။ဒါတွေကိုခံစားရရင်သူ့ကိုအရွေးမမာဘူး။အချစ်မမာပါဘူး။တကယ်စစ်မှန်တဲ့ချစ်ချင်းဆိုတာအချစ်လို့အမြည်တက်ပြီးအချင်းချင်းညှဉ်းပန်းနှိပ်စက်တာမျိုးမဟုတ်ပါဘူး။တယောက်ကိုတယောက်ဖေးမအဖော်ပြပြီးသူကိုရဲ့နေအောင်ကြီးအလင်းဖြစ်လိုက်ကြတာမျိုးပါလူ့ဘဝမှာရှင်သန်နည်းပေါင်းစုံရှိတယ်ဒါပေမဲ့ကိုယ်ပုံစံအတိုင်းကိုပဲရှင်သန်နိုင်ပါတယ်တခြားသူရဲ့ဇလံကဘလောက်ကောင်းကောင်းကိုပါဝင်လို့မရဘူးတခြားလူရဲ့ဘဝဘလောက်လှကိုအားကြယုံတာရှိတယ်တခြားလူရဲ့အောင်မြင်ကြော်ကြားမှုမှာဘာဆင်းရဲဒုက္ခကြုံခဲ့လဲကိုမသိဘူးလူ့ဘဝမှာရွေးချယ်မှုပေါင်းတိမ်တောင်ရှိတယ်ဒါပေမဲ့ဖြစ်ချင်ရတဲ့ခုကိုပဲကိုရွေးရတယ်။ရုံးမကိုပေါက်တဲ့လမ်းတွေအများကြီးရှိတယ်။လမ်းတစ်လမ်းကိုပဲကိုရွေးလျှောက်ရတယ်။ဘဝကိုအလင်းစလိုဖြတ်တန်းရင်လမ်းခီးကရှုခွင်းတွေကိုကိုလက်လွတ်သွားမှာပါပဲ။နေတော့သွားနေရင်အဝေးကလှပမှုကိုဆုံးရှုံးသွားမှာပဲ။ဘလို့ဘဝမျိုးကိုရှင်သန်ခြင်းတလဲ။ဘလို့ရွေးချယ်မှုမျိုးလုပ်ခြင်းတလဲ။အားလုံးကကိုနဲ့ပဲသက်ဆိုင်ပါတယ်။နိုင်စနေ10မိနစ်တာလူဘွားဒါဘာညောင်ဂိမ်းတစ်ခုကစားမယ်10မိနစ်ကိုလူဘွားတစ်သက်လို့သတ်မှတ်ပြီးအဲ့ဒီ10မိနစ်အတွင်းမှာစာအုပ်တော်အုပ်ကိုစီလန်ပြီးစာအုပ်တွေကရွှေဆိုတဲ့စကားလုံးကိုရှာကြမယ်မြမြရှာနေတဲ့လူကနိုင်မယ်ပြန်ပွဲစားတာနဲ့2ယောက်သားမျက်တောင်မခတ်ပဲစာအုပ်တွေရွှေဆိုတဲ့စလုံးကိုလိုက်ရှာကြတယ်ဒိန်လုံးတိတ်ဆိတ်နေပြီးစာရက်လန်တမ်းပဲကြားရတယ်
တလုံးတွေ့ပြီး10မိနစ်ကြာမှသားကအာရဝမ်းသာထားអော်တယ်ဖေဖေလည်းတလုံးတွေ့ပြီးနိုင်လက်တံကမှန်မှန်ရွေနေတယ်9မိနစ်ကြာမှသားကထကုန်ပြီး3လုံးတွေ့ပြီးអော်တယ်ဖေဖေစာအုပ်ထဲမှာရွှေစာလုံးကဘာလို့တိတ်မပါတာလဲဖေပြရခတ်သွားတယ်ဖေဖေမရှာတက်လို့အသေးစိတ်ကြည့်ရတယ်ဖေဖေနိုင်လက်တံတွေမြန်လာသလိုပဲနှလုံးတွေ့ပြီးအဖေကអော်တယ်လေးလုံးတွေ့ပြီးသားအတန်ကအဖေအတန်ကိုလွှမ်းသွားတယ်10မိနစ်ကြာတော့သားကရွှေ3လုံးစတိုက်တွေ့ပြီးစုစုပေါင်း10လုံးရသွားတယ်အဖေက4လုံးပဲတွေ့သေးတယ်ဖေဖေရှုံးပြီနော်ဟုတ်တယ်ဖေဖေရှုံးနေပြီဒါပေမဲ့ဒီလိုနဲ့ပြီးသွားရောလားဖေဖေကဘာလုပ်အောင်မလဲဒီရွှေတွေကိုဘလို့သုံးမလဲလို့သားတွေးပြီးပြီလားသားကခဏစဉ်းစားပြီးသားချောကလက်တွေဝယ်မယ်ကစားစရာဝယ်မယ်ပြီးတော့ပြိုင်ကားတစ်စီးဝယ်မယ်အီဂျစ်သွားပြီးပီရမစ်သွားကြည့်မယ်9မိနစ်နဲ့10စက္ကန့်ရှိသွားပြီသားဖေကနိုင်ကိုထိုးပြပြီးပြောတယ်အဲ့တော့ဘာဖြစ်လဲသားရဲ့ဆန္ဒတွေမပြည့်တော့ဘူးသားအိုသွားပြီချောကလက်မစားရတော့ဘူးပြိုင်ကားမမောင်းနိုင်တော့ဘူးပီရမစ်လည်းသွားမကြည့်ဖြစ်တော့ဘူးကြည့်9မိနစ်နဲ့စက္ကန့်40ရှိသွားပြီ10မိနစ်ပြည့်တာနဲ့တဘဝကကုန်သွားပြီအဖေကိုသားတွေ့လေးကြည့်နေမိတယ်ဘွားရဲ့အချိန်တစ်ဝက်ကျော်ကိုရွှေချဖို့အတွက်သားကုံဆုံးနေပြီးပျော်ရွှင်ဖို့ခန့်နေတယ်တကယ်တော့ရွှေကအဖိုးတန်တာမဟုတ်ဘူးအချိန်ကအဖိုးတန်တာပါအချိန်ကလူတိုင်းအတွက်အဆုံးစွန်အရင်မြစ်ပါပဲငူရင်းရေးသားသူစံဝမ်နန်း